Hello guys ဒီနေ့ကတော့မနက်စာစားမယ်ဈေးဝယ်ထွက်မယ်ပြီးရင်ညစာစားမယ်ဆိုတော့ daily routine လေးဖြစ်ပါတယ်ဒါတော့မနက်စာစားနေတာပါမနက်စာကိုညီမလက်ဖက်ရည်ကြားစိမ့်လေးနဲ့ပေါက်စီကျော်လေးနဲ့စားပြီးရင်တော့ဈေးသွားမှာဖြစ်ပါတယ်ဈေးလိုက်ခဲ့ကြအောင်နော်တရန်ဒါတော့ဈေးမှာရတဲ့ဒီဘုံညင်းချစ်ပေါ်မှာဒီကျွန်တော်တို့ဒေတာမှာထွက်တဲ့ရှီလံပုံရုပ်ဒီလေးပေါ်ကနေတင်ပေးထားတဲ့ဟာပေါ့နော်ဒီဟာလေးကအတုတ်စားမှဖြစ်ပါတယ်ပဲမုံလေးနဲ့တုံလဲတော့တော်တော်စားလို့ကောင်းတယ်တိုင်းပလိန်လဲစားလို့ကောင်းတယ်ပေါ့နော်အရသာရှိတဲ့ဒေတာကန်ဟင်းတစ်ခုဖြစ်ပါတယ်ဒါတော့ဖျားပန်းဝယ်မလို့ပဲဖျားပန်းကလည်းနောက်ကျသွားတော့ပန်းအရင်လှတာမရှိတော့အဲ့ဒါနဲ့ပဲအသီးတန်းဘက်ကိုရွှေ့လိုက်ပါလေဒါအုတ်ရှိတီလို့ပြောတယ်အမတော့သူကဒီကစုံဦးပို့ကြိုက်လို့ကစုံဦးရွေးနေရပေါ့နော်ကိုကတော့ဟိုးမှမြင်နေရတဲ့တင်မော်သီးတွေကိုပဲအဓိကထားပြီးစိတ်ဝင်စားနေတင်မော်သီးစားခြင်းနဲ့စိတ်တွေဖြစ်တင်မော်သီးကလေပင်မဲ့အသီးမလို့ထင်တယ်အရန်မှုရွယ်ခွဲစားတော့ဒါတော့အရွက်အစုံပေါ့နော်ကစုံရွက်တွေတရန်ဒါညစာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ် like subscribe comment လုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုမှာဆုံမယ်နော်